ကျွန်တော်တို့တည်တည်ချာချာမသိတဲ့အကြောင်းအရာတစ်ခုကိုညွှန်ပြခြင်းတဲ့အခါ၎င်းထို့အရာစားရဲ့စကားလုံးတွေနဲ့သုံးနှုန်းကြတယ်ဥပမာထို့အရာကိုဘာလို့ခေါ်ပါသလဲ Oh shit နောက်ဥပမာတစ်ခုက၎င်းသည်တင်းနောက်မှာရှောင်းနေသည် Ladies and gentlemen ဒီနေ့ဗီဒီယိုမှာတော့ it ဇာတ်ကားရဲ့က Pennywise ပါဝင်တဲ့ကျွန်တော်အဒွန်ကိုစော့မှာဖြစ်ပါတယ်ကျွန်တော်တို့လောလောဆယ်တစ်ခုတ်ရမယ်ဒီအဒွန်က YouTuber တယောက်ဖန်တီးရတဲ့အဒွန်တစ်ခုဖြစ်တယ်ပေါ့နော်ဒီထဲမှာ Pennywise အပြင်တခြားiconic character ကြီးအများကြီးပါဝင်ပါတယ်ဒီမှာ boss တွေလည်းပါတယ်ပေါ့နော်အဲ့တော့လောဆယ်တော့တိတ်ဆိတ်ရှိနေစေ Oh ရွာ Oh village Who that ဒါဘယ်သူလဲရဟာ Hello I'm sorry. Head back anyway. ကျွန်တော်ဒီဇက်ကားကိုကြည့်ဘူးလေပေါ့နော်1 2 chapter 2လေးတော့ကြည့်ဘူးလေဒါပေမဲ့အခုအသစ်ပေါ်တဲ့ Welcome to Derry ဆိုတဲ့ series ကိုတော့ကျွန်တော်မကြည့်ဘူးသေးဘူးကြည့်ဖို့အစီအစဉ်တော့ရှိရဗျာပြီးတော့ခေါ်မိုးမှာတကောင် what the hell ဒီကောင်လေးကဘာကောင်လေးလဲဒါသူတို့တွေမှာပါတဲ့ character လေးတဲ့ကျွန်တော်တေချာတော့မသိဘူးနော်ဒီအတုံလဲစမ်းမစော့ကြည့်ထားသေးဘူးဘလို့ဒီဖြစ်လာမလဲဆိုတော့ကျွန်တော်လည်းမသိဘူးဒီအတုံမှာနည်းနည်း fashion လေးနည်းနည်းစုံတယ်မနော် character လည်းစုံတယ်ဒီတော့လောစေရွာကုန်းစင်းကြဆိုကတင်တစ်ခုရပြီအဲ့တော့တန်ကြားနေရတယ်ဘယ်နာလဲမသိ Oh Pennywise ဟေ့ what the hell ရွာသားဘယ်လိုဖြစ်တာလဲဟေ့ဟဲ့ What the heck ဟေ့ဘာတော့အခုမှအစပဲရှိသေးတယ်လာနောက်နေနော်တော့စေရွာထဲမှာဘာရှိမလဲရှူအောင်ဟေ့တကားပြန်ပိတ်အေး Okay ဒီမှာ structure တစ်ခုတော့တွေ့ရပါတော့ဒီအတုံးမှာဘာရဲ့ structure လို့တော့ထင်တာပဲဒီမှာဘာရှိမလဲတော့မသိဗျာပုံးလေးတစ်ခုတော့တွေ့ရပါတော့လက်ဆွဲပုံးလေးအဲ့လိုဘေးကလှဲ့တာလीကျွန်တော်သိရမလားဘေးကအရှုပ်လေးထွက်လာဟုတ်တယ်မလားအဲ့လိုဒီမှာ it လို့တော့ရေးရတယ်ပေါ့နော်ဘာဖြစ်မလဲဘာ surprise ဘာပြီးမလဲ diamond နေပြီးမှလားဘာပြီးမှလဲလောလောဆယ်တော့ဘယ်မှမသိတဲ့ကောင် အော်တန်ကြားနေရတယ်ပေါ့နော် Pennywise ရဲ့ အော်တန်ကြားနေရတယ် Hello Oh no What the heck Yo ချမလားငါ့ Nope အလာကဟဲ့ပြီးသွားပြီရောက်ပြီးသွားပြီကြောက်သွားတာလေဘာလီလေ what that fear ဒီတာဘာလီလေမသိဘူးနော်ကြောက်ရွံ့မှုလေးနှစ်ခုကိုကျွန်တော် item လေးနှစ်ခုကျွန်တော်ရလိုက်ပါတယ်ဒါကိုရွာသားလေးတွေပြီးလို့ရလားမသိဒါဘာမှ craft လို့ရလဲဒါတကူတော့ craft လို့ရမှထင်တယ်အော်ဒီမှာဟိုကတော့အမအဲ့ဒီ music box တော့ craft လို့ရခုနဟာလေးပြီးတော့ဒီမှာ fear block အဲ့ဒါ craft လို့ရတယ်ပြီးတော့ woman painting what is this bro ဘာလေးလဲမသိ craft လို့တော့ရနော်โอเคဒီမှာစောစောကတွေးလိုက်တဲ့ no g မှာဖြစ်ပါတယ်သူကမျက်မှန်နဲ့အဲ့လက်ဟာတယောက်လာချတာဟုတ်ဘာလဲကောင်းမစောက်ကောင်းမဘာလဲဘာလာချချင်တိတ်ထုတ်ပြီးလိုက်နော်တော်မာတာပဲစောက်ကြောလာတင်လားစောက်ကြောလာတင်တေရောစောနေအောင်နေပြီပြေးလိုက်မယ်အဲ့ဒီတော့ဟိုမှာတကောင်မနေဒီကောင်ကြီးကများတယ်ဘာကောင်ကြီးလဲတော့မသိ character တွေပေါ့နော်ကျွန်တော်ကသိချာမကြည့်ထားဘူးတော့ကျွန်တော်လည်းမသိကျွန်တော်သိတာဆိုအဲ့ဒီမိုးကအဝိုင်အောင်လေးဝေးထားတဲ့ကောင်တော့ပဲသိရပေါ့နော်ဒီကောင်ပြီးလို့ရတယ် Oh holy moly bro Yo Ron, I'm sorry. My What mom the wouldn't heck let me out. It's okay. We all went over to the standpipe. Yo Pennywise ကနောက်မှရောင်းနေပြီမင်းအေးအောင်ကြီး
Robert, it's okay. ဒါဘလို့လဲဟာ Nothing. ဒါကြည့်ရတာ तू movie တွေမှာပါတယ်ကတ်စင်းနေတယ်တွေ့လား I'm ဟာ sorry. တရုပ်ဖော်တာပေါ့ကွာပြောမဆိုရင် story line လို့ပုံစံမျိုး He's gone. ဟောဖုံပြောကောင်းနေဗောနော် Man should never hide The from way he trouble. looked. The way တော့ he ကောင်းရ must သူ့ have ရှိုးနေ something ဟော there. မင်းကိုကြည့်နေတယ်ဟေ့အောင်မင်းကိုကြည့်နေတယ်နောက်မှာဟေ့အောင် Making my mouth water. Get away from me. What? ဟေ့အောင် I can smell his တော့မင်းကိုနောက်မှာတုတ်တော့မယ်ဟာဟိုကောင်ကြီးကမှအောက်မှာ body. ဒီကောင်တော့တွေ့ဘူးလေဒီ model ကိုတော့ကျွန်တော်တွေ့ဘူးလေဒါ welcome to Jerry Shut up. အဲ့ဒီဟိုဟာမှာလေး series ထွေလာတယ်မှာပါတယ်ဒီကောင်ကအဲ့ဒီတွေးပြီးနေတာအဲ့ဒီကားဆက်ယုံပုံမှာလေကဟုတ်တယ်အဲ့ဒါအကောင်မဟုတ်ဘူးမင်းကို Dumping. မင်းတန်ငယ်ချင်းလားပါလေမင်းစနေတာ तू မဟုတ်ဘူးဟျောက်မင်းနောက်မှာအမပတ်ဒီ voice ရောက်လာပြီလို့ No, what killed him? မလုပ်ပါနဲ့ဟျောက်ဆောင်းမလုပ်ပါနဲ့ no လုပ်ပါနဲ့ no သူ့တော့ချမ်းသာပြီးလိုက်ပါ bro အော်ဟာဘာပြောရလဲ Get away မျ from က် me. လုံးအဖြူရောင်းကြော်ရတယ်ရောဒီကောင်ဝင်းညင်နှုတ်ခလိုက်ရပြီကွာဝင်းညင်နှုတ်ခလိုက်ရတယ်ပဲကွာဒီကောင်ကပ်လီရောနော်နီဂါsorry ဒီကောင်ငါတို့စီဝင်ချုပ်ပြီးမှရမလားဒီကောင်ဒီတိုင်းဒီကောင်မထားခဲ့ရဘူးကွာတပ်ပြီးလိုက်တာကောင်းအေးဒီမှာနောက်တစ်ကောင်တွေ့ရောနော်ဒီတရားတော့ main ကလေးသူ့ပြီးအောင်ဘာဖြစ်မလဲမသိဘူးရှိုးရအောင်ရော what ဟာလေတုံးလေးအောင်ဘာလေးလဲမသိဘာလေးလေဒါလေးอ่ะဟာဘာလေးလေဖန်ဘူးလေးပေါ့နော်သူ့ပြီးလိုက်တာတော့ဘာမှထူးထူးခြားခြားမထွက်လာဘူးဒီဖန်ဘူးလေးထွက်လာဘာလေးလဲမသိထဲမှာခေါင်းလေးတော့ပါတယ်အကောင်လေးပေါ့နော်ထဲမှာအကောင်လေးပါတယ်ဘာလဲတော့မသိဘူးကြည့်ရတာအဲ့ဒီ pickle ဖန်ဘူးလို့တော့ထင်တာပဲဒီတော့စားနေရိတ်ခါအတွက်ငါတို့ဂျုံမင်းတွေကိုဖြတ်စည်းပြီးတော့ဟိုင်းတွေ့လားမင်းတို့တွေ့လားအမအိုးအိမ်တောင်းနေရလေးကိုကြည့်လိုက်တွေ့လားအမမေလက်ပြပြောက်သွားပြီပြောက်သွားလာတော့ရှိုးနေပြီကိုလူကြီးလာတော့ရှိုးနေပြီချင်းရတိတ်မကောင်းမနေဘူးနော် Hello villager ဘိုင်းနဲ့လဲမလဲကဲ Okay 20နဲ့အမာရက်တုံးအောက်မှာကအမာရက်တုံးပါမုတ်6တုံးတွက်ကြည့်လိုက်မယ်ဆိုရင်ပါမုတ်တုံး3ခု6တုံးကြီး78 what the hell bro ငါ scam မိသွားပြီဟာဘာဖြစ်ပါရရဒီမှာဒီအောက်ကကောင်လေးတော့ပန်းကပိုင်းနဲ့တော့လဲလို့ရပန်းကပိုင်းကတော့ခတ်တယ်ဗောနော်စိုးပေါင်းရတယ်တော့မင်းအမျက်ယူမှာဟောတယ်မလားရောင်းသူဆိုနေတော့အမျက်တော့ယူကျန်တာတော့ဒီတိုင်းပဲလှုပ်လိုက်တော့မတော်ချင်းထည့်ခံလိုက်ရကွာအန်ကူလန်မှာအပါတဲဝါမယ်ဘာလို့လဲဆိုတော့ကောင်းနေတော့လည်းမလိုအပ်ဘူးကောင်းနေကငါခေါင်းထဲကိုမရှိတာအဲ့ဒီ villager ယူအဲ့လိုချစ်တာဗောနော်ဘလော့စေတော့9 2ရမယ် Minecraft ဆော့ရတာပြောရဲဒါပေမဲ့9 2ရတာတော့ကျွန်တော်မပြောပါဘူးဗျာနော်ဒါပေမဲ့မရှိမဖြစ်ဆိုတော့လေပြတတ်နိုင်မယ်ကော့ဘာအများကြီးပဲတွေ့ရပါတော့ကော့ဘာလောစေတော့ကော့ဘာကအကောင်းဆုံးအရင်မြစ်တစ်ခုပဲအဲ့တော့ကော့ဘာအာမာတွေကော့ဘာလက်နက်တွေနဲ့ငါတို့တိုက်ပွဲဝင်ရမယ်လာမဲအကောင်ကြီးဘာကောင်ကြီးလာမလဲဆိုတာငါတို့မသိသေးဘူးအဲ့တော့ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်ကွာကဲရပြီဆိုတော့ကော့ဘာအကုန်ရပြီဆိုတော့အာမာကြီးလုံးမယ်အမနဲ့ထူးတွေလုံးမယ်ဗောနော်ဒါမဲ့တန်အာမာကတော့ပိုကောင်းတယ်ဗောနော်ကော့ဘာနဲ့တန်တယ်တီးတီးတတလေးပိုကောင်းတယ်အောက်မှာရှီဘာကတိတ်မတက်တာဗောရှီဘယ်လိုပြောမလဲရှီအတုံးလေးတွေကတိတ်မပြောင်းလဲသွားတာဒါပေမဲ့အိုင်ရွန်အာမာအများကြီးပိုကောင်းတယ်โอเคဒီမှာအိုင်ရွန်လေးတွေနည်းနည်းတွေ့တယ်ဗောနော်ဒီ cave ထဲမှာအဲ့တော့ lava လည်းတွေ့တယ် lava လည်းယူရမယ်ဒီမှာ iron တစ်ခု okay give me fucking that okay မစိုးဘူးเนาะဒီမှာ iron တွေအများကြီးရလိုက်တယ်အဲ့တော့ငါတို့ bucket လုပ်ပြီးတော့ lava ကိုခောက်ရမယ်
လာဗာဘာပဲဖြစ်ဖြစ်ကွာနေပါတော့အသုံးဝင်ကောင်းဝင်နိုင်ဘာဖြစ် entity တကောင်လာချတဲ့ခါကျရင်အဲလာဗာလေးချခဲ့လိုက်ဒီကောင်လေးမီးလောင်ပြီးတော့ damage ထိကောင်ထိနိုင်တော့နော်အဲ့ချိန်မှာပြေးလို့ရကောင်ရနိုင် spider ပင်းကလိုတယ်ပါကျိုးလိုတာကွာဒီကကျိုးလေးတစ်ခုပဲလိုတာဘာလို့လိုတာလဲဆိုတော့မှကြီးပြမယ်ဒီ helmet လေးပေါ့နော်ဒီငါထည့်ထားရဲ့အတွန်းက helmet လေးလို့ iron 1 drone နဲ့လိုနေ creeper iron drone လိုနေတယ်ဒီကောက်ဗီဒီယိုကနည်းနည်းတော့နောက်ကျသွားကြဘာလို့လဲဆိုတော့ကျွန်တော် Call of Duty ဆော့နေ Call of Duty Mobile ဆော့နေအဲ့ဒီမှာ season အသစ်လာတော့အဲအကြောင်းနဲ့နောက်ကျသွား sorry ပါ okay ဒီမှာဒါလေးပေါ့နော်အဲ့ဒါလေးလုပ်မယ်သူကမီးတော့ကင်ကြမလို့တော့ဗျာဘယ်လက်မှာသူကမိုက်တာကူအဲ့တော်တော်မိုက်တယ်ပေါ့နော်လူရာကြီးကုန်လှုပ်ချောကဲ let's go ဘာအသစ်စမ်းနေတွေ့ရမလဲလောလောဆယ်အထိတော့မိုးချုပ်တော့မယ်ဘာကောင်မှရောရေရမတွေ့သေးဘူးနော်ဝိုးဘာလေးလေဟေးအောင် statue ကြီးอ่ะအိုးရောငါသိပြီဒါငါဒီကောင်ငါသိတယ်ဒါဟိုမှာပါတယ်လीကွာ it chapter 2မှာလीကွာဒီကောင်ကြီးမင်းတို့သိရမလားအဲ့ဒီဘယ်လိုပြောမလဲအဲ့လိုကောက်ဆိုင်သမားကြီးကွာအဲ့ဒီလေသမားကြီးကွာအကောင်ကြီးရုပ်ထုကြီးအကောင်ကြီးကို Penny Wise ကဝင်ဘူးရောကွာအမှခလေးတွေကိုလိုက်လောက်တာလीအကောင်ကြီးဒီကောင်ကြီးကိုဒီကောင်ကြီးနားသွားရင်နည်းနည်းအနေများနိုင်တယ်ဘာလို့လဲဆိုတော့ဒီကောင်ကြီးကလိုက်ချမဲ့သဘောတော့ရှိရပါတော့သူ့အနာသွားကိုင်းအထင်တာပြောတာနော်ကြိုစောတာတော့မဟုတ်ဒါမဲ့ဟိုစောတာတော့တွေ့ဘူးလေကွာဒီကောင်ကြီးလိုက်ချတော့ငါတွေ့ဘူးလေအဲ့ဒီအတွန်းအဲ့ဒီ YouTube မှာတင်တဲ့လူတွေစီမှာတော့ကြည့်ဘူးလေပေါ့နော်ဒီကောင်ကြီးလိုက်ချတာတော့တွေ့ဘူးလေအေး what the hell ချတော့မချသေးဘူးပါတော့ကနောက်နေတော့အေးကောပါတခါလေးကောပါကူကတော်တော်သုံးဝင်သွားပြီကောပါတခါကြီးပါလေလုံးလို့ရတယ်ပေါ့နော်အဲ့ဒါတော်တော်လေးမိုက်သွားတယ်ကောပါအစိုးပြောရမယ်တော်တော်လေးသုံးဝင်သွားတယ်ဟောခရီပါနောက်ဟောပူးနေပဲ what the hell bro ဒီအပေါ်တစ်ဆင့်တော့กินတာကောင်းတယ်ဘာလို့လဲဆိုတော့အဲ့ဒီဇွန်ဘီအကောင်လေးမြင်နေရရင်ငါတို့အိတ်လို့မရဘူး okay ဒီလောက်ဆိုရပြီအမိုးတော့မထဲတော့ဘူးဒါယာယီဆိုတော့သိရမလားဗရင်ပေါက်တွေပါတေးသေးရှာတော့မဆောက်တော့ကွာဒါယာယီပဲခဏပဲပြီးရင်ပြန်ပြီးတော့ဖြတ်ပြီးတော့နောက်တော့တနေရာသွားမယ်ပေါ့နော်ဒီမှာ structure တွေအများကြီးရှိတဲ့အတွက်အဲ့ဒါတွေကိုငါတို့လိုက်ရှာရမယ်ပေါ့ကွာအဲ့ဒီ structure တွေမှာအဲ့ဒီအသစ်ဆန်းတွေဘာတွေရှိမလဲအဲ့ဒါကိုငါတို့လိုက်လေးလာရမယ် item အသစ်တွေလိုက်စုဆောင်းရမယ်ဒီ mod အကောင်တွေလိုက်တက်ရမယ်ပေါ့နော်အကြီးကတော့ဒါဒီကောင်တက်ဖို့လဲငါဘာမှမပြင်ဆင်တာဘူးအဲ့ဒီတော့ပြောတော့မပြောတတ်သေးဘူးဘယ်လိုဖြစ်မလဲတော့မသိဘူးဒီညတော့အိပ်ပြီးတော့မှသွားလိုက်မယ်မနေ့ကမှ AC နော်ကဲမိုးလင်းပြီဆိုတော့ဒီ statue ကြီးကိုသွားပြီးတော့နေထားအကဲခတ်ဒီနားနေမြားနဲ့လှမ်းပစ်ကြည့်လိုက်မယ်ဒီကောင်လှုပ်ရှားမှုရှိမရှိရဟုတ်တယ်တိကျတဲ့လောက်ရှိရဒီကောင် damage ပေးလို့ရတယ်နော်ဒီကောင်မှာ hit box ပါတယ်ဒါ block တုံးတစ်ခုတော့မဟုတ်နိုင်ဘူးတလားလောတစ်ခုတော့မဖြစ်နိုင်မင်းကြည့်လိုက်တေးချောင်းမော်တယ်လောက်ထားပါဘောနော်ဒီတုံးကတော်တော်လေးမိုက်တယ်ရှိုးလိုက်ဘာကြီးကြိုင်တာလဲခရင်ကွာနော်ခရင်ကြိုင်တာဒီမှာစာလေးရေးရဘာရေးရတယ်မသိတော့ရှိုးလိုက်အောင်မယ် what is this bro hold bank ဘန်ကန်ဟာလား hey မောင်ကုန်ပြီလုံးရောက်မောင်ကုန်ပြီတောက်ကျိုးနေဟိုး what the hell ဟေးအောင်ကြီးထင်းနေတိုင်းမတွေ့လား bro နေုံဘလို့ပြိမိုးချုပ်သွားတော့ခုနကမိုးလင်းနေဥစ္စာတော်ကြီးကတော်ကျွတ်တယ်ပေါ့ဟောပြီးတော့ဒီအတွန်းကိုကျွန်တော်ခွဲတင်ရမယ်ပေါ့နော်ဘာလို့လဲဒီအတွန်းကစောဘောကဒီအတွန်းမှာအကောင့်ကြီးအများကြီးပါတဲ့အတွက်ဗီဒီယိုတစ်ပုတ်တင်နဲ့မပြီးနိုင်ဘူးနော်အဲ့တော့အရင်တစ်ခေါက်ဗီဒီယိုကနည်းနည်းလေးရှိရလူကြီးများတဲ့အတွက်ကြောင့်သဘောကျကြရပါတော့အဲ့လိုရှည်လေးတင်ပေးပါလို့ကျွန်တော်တောင်းဆိုကြတယ်အဲ့တော့ဒီတစ်ခေါက်ဗီဒီယိုလေးနည်းနည်းလေးရှည်လေးတင်ပေးလိုက်တယ်ပေါ့မိနစ်20လောက်
skeleton တွေကအာရုံနောက်တာအဲအကြောင်းကိုညာဘက်တွေကြရင်အဲ့လိုအကောင်တွေမတက်ချင်တာအဲ့လို horror အဒွန်တွေကိုစောရတာနည်းနည်းတိုင်ပတ်တာအဲ့ဒီ horror အဒွန်ကအကောင်ကတစ်မျိုးဗျာဒီအဲ့ဒီပုံမှန် hostile တွေကတစ်မျိုးအဲ့ဒါနည်းနည်းဆိုးတာလာပြီဒီကောင်ရတော်သေးတယ်ဒီကောင်ဟိုကရေတော့ရေထဲမှာတော့နှီးတယ်ပေါ့နော်အဲ့ဒါတော့အားတာကြတစ်ခုလို့ပြောအေးဘာတော့အဲ့ဒါဘာကွက်လေတာဘာကွက်လေ jump scare ကြီးနဲ့ဟာလူကြီးမပြေးလေနေဘာလုံးနေဟိုမှာနင်းကိုလိုက်ချလိုက်မယ်နော်ပြောလူကြီးဟောကြောင့်မချောက်ငါချတာရောဘာကြီးလေရောငါပဲတုတ်တာလေရဲမေကလည်းကျွတ်လိုက်တယ်ကြီးတစ်ချက်ချရတယ်သွေးတော့ဝက်ကိုင်းသွားတယ်ဒါတော့မှအာမပါကြီးဟောလာဗာနဲ့ရောအလုံးဖြစ်မလားမသိနော်ယော့အေးကောင်းမီးလောင်နေတော့ထောင်ချောင်းစိတ်မီတော့ဖမ်းလို့ရနော်ထောင်ချောင်းစိတ်မီတော့တက်လို့ရတော့လာဗာရဲ့ကြောက်ရင်တော့ရှောရမယ်တခါလေဒါမှစိုးလိုက်လူကဒီကောင်အနာကတ်လို့မရဘူးကွာတလားအနာကတ်တော့jump scare လုပ်ပြီးတော့အဲ့လို damage ပေးလိုက်တာလေဒီကောင်ခုတ်ချိန်မရှိဘူးဒါပေမဲ့အဲ့ဒါ9 round တော့ရှိတော့တေချာမသိလောစောဒီတိုင်းမညှင်းသားမှာပဲstuck ဖြစ်နေပြီရောတိုးလိုက်မှာလက်ထဲမှာဟွာကြီးနဲ့မင်းလို့ထင်တာပဲတွေ့ရမလားအဲ့လိုကွာနှစ်ခုအချွန်နှစ်ခုနဲ့လေတွေ့ရမလားဘာလက်နဲ့လဲတော့မသိတော်ရမှာမငတ်တော်ရမှာမင်းလောစောတော့မီးလောင်နေပြည့်စရာများတာမရှိတော့ဘူးစိုးတယ်ပေါ့ Anywhere but there. ဒီကတားကြီးတော့ခတ်မဲ့သဘောတော့မရှိဘူးသူရတော့မာကောင်းမာနိုင်တယ်ပေါ့နော်သူရတော့မာဒါပေမဲ့ဒီလောက်ကြီးခတ်မဲ့သဘောတော့မရှိဘူးဒီကောင်ကိုအဲ့လိုမျိုးကောင်းရတာတကူကငါတို့ကဒီကုန်းနဲ့ရေနဲ့ပေါ့နော်အဲ့ဒါကိုကူးကြောင်းလုပ်ပြီးတော့ဒီကအားထားမှာတော့ဒီချော်ရီပေါ့ချော်ရီနဲ့အဲ့လိုမျိုးမှီးပြီးတော့တတ်တာပါဦးလိုက်အောင်နော်ပေချာကိုလောက်တာဒီအတွန်းက marketplace တို့ဘာလို့မှထွက်တဲ့နဲ့ဒီ creator တော်တော်ကောင်းတယ်ပေါ့နော်ဒီအခုလိုမှစာတန်းထိုးပြီးသားမယ်သူ YouTube channel ကိုလည်း subscribe ရေးတော့လောက်ထားလိုက်ပေါ့နော်အဲ့ဒီ तू ကတကယ် horror barrel horror အတုံးကြီးတော်တော်လန်းလေးလောက်တယ်ပေါ့နော်တော်တော်လန်းတာမှာကျွန်တော်ဆိုအားကြရဗျာကျွန်တော်အားကြရလို့ဆိုတော့တော်တော်ခက်ရှာဒီလူကတကယ် respect ပေးနေတယ်တော်တော်ကြိုက်လို့ကျွန်တော်လေသူ့အတုံးလေးကျွန်တော်ထပ်ဆော့ဖို့တော့ရှိရပေါ့နော်အဲ့ဒီ तू ထုတ်ထားတဲ့အတုံးလေးအခုတော့မှတိတ်မကြသေးဘူးထောတာမှမကြသေးpoppy play time လေအဲ့ဒီ chapter 5ကိုမှ तू အတုံးတစ်ခုထုတ်ပြီးပါပြီလောက်တာလည်းမြန်တယ်ဗျာမဆိုးဘူးတဲ့တယောက်တည်းလောက်တော့ဟောရလားမသိဒါပေမဲ့သူတို့ကအတွေးကြုံရှိရောမြန်မှာပါသူတို့ကလောက်တာလားကျွန်တော်ရဲ့ the yellow ball အတုံးလေးကျွန်တော် upgrade လုပ်နေပါတယ်အခုခိုးရလုံအောင်တော့ခိုးရလန်းအောင်လို့ကျွန်တော်ရဲ့အားနေကြတော့ကျွန်တော်က 3D animation တွေလောက်တာညံ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်နဲ့လူတွေရှိရင်ကျွန်တော်ကို Telegram channel မှာတိုက်ရိုက်ဆက်သွယ်ပြီးတော့ကူညီပေးလို့ရပါတယ်တို့တဲ့ဒီလိုမှန်းသိရင်ထောင်ချောက်ဆင်နေရောစိုးတာကဒီအဲ့လိုသူ့ကိုဘယ်လိုပြော active ဖြစ်ပြီးတော့မှလေ activate လုပ်ပြီးတော့မှသူကဟိုဖြစ်သွားမှကြောက်တယ်အဲ့လိုပြန်ပြောက်သွားမှ dispawn ပြန်လုပ်သွားမှကြောက်တာအဲ့ကြရင်တတ်လို့မရတော့ဘူးအဲ့အကြောင်းမို့ထောင်ချောက်သွားပြန်မစင်တော့တခါတည်းပဲတန်းကျုံးမယ်အော်အေးရေရောက်တွေကခုတ်ရတယ်စိုးရေရောက်တွေကခုတ်ရတယ်အေးတွေ့လားမကတ်မရဘူးတွေ့လားတော့တမျိုးဟေးကတ်မရဘူးလို့ကောင်ကြီးကအဲ့လိုကြီး jump scare ထားတာလောက်တယ်အဲ့ရတော့စိုးတယ်ပြသူ့ attack range ကကျဲတယ်ကွာသူ attack range ကကျဲတော့သူ့နာတော့ကတ်လို့မရဘူးသူ damage ပေးနိုင်တယ်ကိုအဲ့လို iron golem တို့ဘာလို့ဆိုရင်ကွာသိရမလားနောက်ကိုဆုတ်ပြီးခုတ်သွားလို့ရတယ်သူကကြတော့မြန် movement speed ကလည်းမြန်တယ်ပြီးတော့သူ့ရဲ့ attack range ကလည်းကျဲတော့သူ့ကအဲ့လိုမျိုးရှင်ခုတ်ဖို့ဆိုတော့မဖြစ်နိုင်ဘူးအဲ့လိုနောက်ဆုတ်ပြီးခုတ်သွားဖို့ဆိုတာဒီလိုလုံးမယ်ဆိုရင်တက်ဖြစ်လိုက်တော့ဒီဟာလေးကနေစောင်းရတော့လိုက်မှာဆိုရင်အေးတက်လာ chance ကတော့ခေါ့အေးတတော်မဲကြံတော့တယ်အေးရှော့ပြီးလာမသိဘူးပထမ boss တော့ကောင်းတယ်ကျွန်တော် boss ပြင်မှာလား mini boss ပါဒါမှဒါနဲ့ကျွန်တော် channel မှာ YouTube နဲ့ပတ်သက်ပြီးတော့လေကျွန်တော်ရဲ့အတွေ့အကြုံတွေကျွန်တော်ဘယ်လို video edit လုပ်တယ်အဲ့ဒီ tutorial video လေးတွေပေါ့နော် guide video တွေအဲ့ဒါလေးလုပ်ပေးဖို့အစီအစဉ်ရှိရပေါ့နော်စိတ်ဝင်စားရဆိုတော့ကျွန်တော်တို့ comment မှာမှန်းခဲ့ပေးပါစိတ်ဝင်စားရလူများရင်တော့ကျွန်တော်လုပ်ပေးဖို့ရှိရပေါ့နော်တစ်ပတ်တစ်ခေါက်လာပြီရေထဲလာပြန်ပြီဒီလိုပဲညှင်းတာမှမတတ်နိုင်ဒီထဲမှာဒီရုံထဲမှာအဲ့ဒီဟို Pennywise ကိုမှဟိုးအရင်တော့ကလေ1900စုကထုတ်ထားတဲ့အကောင်ကအဲ့ဒီ over ရှင်းလေးလား
အဲ့ဒီတည်းက crown စတိုင်မျိုးပုံစံလေးပါတယ်ကွာသူကအဲ့ဒီ model 2မျိုး3မျိုးပါတယ်သူ့ထွေလာကိုသွားကြည့်လိုက်အကြိုင်သိတယ်ကွာသူအဲ့လိုဂိုင်းပြီးလို့လှုပ်တဲ့လူတွေလည်းတွေ့တယ်အဲ့ဒါရောကြုံမကြည့်တော့အဲ့ဒါကြိုကြည့်ပြီးတော့စော့ရင်နည်းနည်းပေါ့ပြက်ပြက်ဖြစ်သွားလို့အဲ့အတွန်းတစ်ခုစော့ရတယ်အရင်တော့ပုံမှန် horror အတွန်းကြီးစော့ရင်တော့အဲ့လိုစမ်းစော့ကြည့်ပြီးတော့မှစော့ပြက်တာများတယ်ကွာဘာလို့လဲဆိုတော့ဘာလို့လဲဆိုတော့မင်းတို့ပဲတီးတဲ့အတိုင်းပဲကွာငါကဒီအကောင်တွေကိုတတ်ချင်တာအကောင်တွေကိုတတ်ကြည့်ချင်တာပေါ့နော်အဲကြောင့်ဒီကောင်တွေနိုင်မဲ့နီလန်းတွေအဲ့လိုမျိုးလိုက်စင်းစားပြီးတော့လိုက်တတ်တာပေါ့နော်အခုကတော့အခုနောက်ပိုင်းစော့ရဲ့ဗီဒီယိုကအချိန်သိမ်းမြလည်းပါတယ်ဒီအတွန်းကနည်းနည်းရှေ့မှလေးစော့ရတာအဲကြောင့် item တွေစုပြီးတော့လိုက်စော့ရမှာဆိုတော့သိစင်မပြီးပြီးတော့ဒီအတွန်းတွေကနည်းနည်းဘယ်လိုပြောရမလဲကွာဟိုဟာမြင့်နေပေါ့ကုတ်တီးကြီးတာမြင့်နေကွာမင်းတို့နားလဲအောင်ပြောရမယ်ဆိုရင်သူကအဲ့လိုအကောင်လေးတွေကိုငါတို့ပုံမှန်မော်တွေလို Minecraft မှာပါတဲ့ပုံမှန်မော်တွေလိုမျိုးဥလေးနဲ့ spawn လို့မရဘူးဒီကောင်တွေကကြတော့သူကဟို command နေနဲ့ spawn လာ command နဲ့ spawn လာဆိုတော့သူတို့ရဲ့ကုတ်တွေကလည်းမသိဘူးအဲ့တော့ကုတ်တွေကိုမသိတော့အဲ့ဒီဟိုဟာတွေကို script ရေးထားတဲ့ဝင်ပြီးတော့ကြည့်မှပဲရမှာအဲ့လောက်ကြီးလည်းအလုံးချုံမခံနိုင်တော့ဘူးအဲအကြောင်းမို့ဒီတိုင်းပဲတီးမယ်ကွာမြန်မာလိုပဲကြုံလို့တီးမယ်ဒါနဲ့ခုတ်လို့ရရင်ဒါနဲ့ခုတ်မယ်ကွာဟုတ်တယ်မလားအဲ့တိုင်းပဲတီးအောင်ပုံမှန် player တာမန်တယောက်လိုတာမန် player တယောက်လိုပဲပြောတာဒီနေ့စကားပြောတာတိတ်ပြီးတော့လက်မိုင်းမကောက်ဖြစ်နေပေါ့ဟာသွားပြီလို့လား what the ရှိရမှာကဒါလေးအောက်ကိုပြီးတက်ပါတယ်ဆိုဟေးတေးပြီပေါ့ဟာတေးသေးဘူးလားမင်းကအေးတေးရှော့တော်သေးတာပေါ့ကွာရှော့လို့ရှိအောင်ကွာလာဗာတစ်ခုပါအကုန်ရေထဲသွားချမိသွားတာတဲ့ဘာပြီးရောလဲဟာမပေးသွားလေ bro ဟုတ်တယ်ဘာမှလည်းမပေးဘူးခုနကသူ့ရုပ်ထုအောက်ကကြောက်တုံးနေတယ်မှာတစ်တားကြီးပါရှိမလားမသိတေးချာကိုလှုပ်တာပေါ့နော် structure နဲ့အဲ့ဒီအတွန်းအကောင်နဲ့ပေါ့မောနဲ့ကိုပေါင်းပြီးတော့ထည့်တာတော်တော်လန်းနေဒီအတွန်းစော့ကြည့်လိုက်ပါနော်ကျွန်တော် Telegram channel မှာကျွန်တော်တင်မိထားပြီးဖြစ်ပါတယ်ဒီအတွန်းနဲ့ပတ်သက်ပြီးတော့ episode 2ကြည့်ကျင်တော့ comment မှာ episode 2လို့မှန်းခဲ့ပြီပါတောင်းဆိုမှုများရင်တော့ episode 2ထပ်လာခဲ့မယ်ပေါ့နော်